အဖိုးဒီထိုကလေးမှာသူဤမြေအင်းဖြစ်သည်ဟုအခုထပ်ထိမယုံကြည်သေးပေလက်ထောက်ဖြစ်သူဤစကားကိုကြားရတော့လေသူကနားမထောင်ပဲငင်းဆန်နေဆဲဖြစ်သည်သူသည် DNA စစ်ဆေးချက်အစီရင်ခံစာကိုအေးဆက်ဆက်ဖြစ်ကန်ထုတ်ပစ်လိုက်သည်တက်တဲ့အထောက်ထားများကိုထပ်မံလစ်လျူရှုခံလိုက်ရတော့လေကလေးပေါ်ထားရှိသောသူဤတန်ရောစဉ်ကိုမူဖုံးကွယ်ထား၍မရပေမြေအင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူသည်ထိုကလေးကိုတကယ်ပင်ခင်မင်နှစ်သက်မိသည်လက်ထောက်ဖြစ်သူမှာထိတ်လန့်ထားပြီးအစီရင်ခံစာကိုအလင်းအမြန်လိုက်ရှာတော့သည်ထိုအချိန်မှာပင်ဒုတိယမြောက်အတော်ဖြစ်သူမှာစိတ်မထိန်နိုင်တော့ပဲအမျိုးသမီးဖြစ်သူကိုပြစ်မှတ်ထားကတိုက်ခိုက်လေတော့သည်အတော်ဖြစ်သူသည်အမျိုးသမီး၏မျက်နှာကိုလက်ညှိုးငေါငေါထိုးကအရှက်မရှိသောလူလိမ်မောဟုဆဲဆုပ်ကျင်းမောင်းပြီးပါးကိုရိုက်ချလိုက်သည်ကလေးသည်မိသူမှမသိသောသူထံမှမွေးဖွားလာပြီးဂုံတိတ်ခါမရှိသည့်အမိမသိကလေးဖြစ်ကြောင်းသူမကပြောဆိုသည်ဒုတိယဦးလေးဖြစ်သူကလည်းမညာမတာဝင်ရောက်နှိမ်ချပြန်သည်ကလေးတွင်ဖခင်ဖြစ်သူမှမိသူမှပင်မသိဟုလောင်ပြောင်းလေသည်သူတို့နှစ်ဦးစလုံးကထိုအမျိုးသမီးနှင့်ကလေးကိုချက်ချင်းထွက်သွားရန်မောင်းထုတ်ကြသည်မွေးနေ့ပွဲသို့တက်ရောက်ရန်သူတို့တွင်အရေးအချင်းမရှိဟုဆိုကြသည်ထိုအချိန်တွင်ကလေးငယ်ကရှေ့သို့တဖန်တိုးထွက်လာပြန်သည်ကလေးသည်သူ၏မိခင်ရှေ့တွင်ကြောက်ရွံ့ခြင်းမရှိဘဲကာကွယ်ရပ်တည်ပေးလိုက်သည်သူ၏ဖခင်မှရှိကြောင်းနှင့်မကြာမီရှာတွေ့လိမ့်မည်ဖြစ်ကြောင်းကလေးငယ်ကပြက်ပြက်တသားပြောဆိုလိုက်သည်သူ၏ဖခင်သည်ငွေရှာနေရ၍အလုံများနေခြင်းသာဖြစ်ကြောင်းသူတို့ကိုစွန့်ပစ်သွားခြင်းမဟုတ်ကြောင်းပြောလိုက်သည်ထိုစကားလုံးများသည် CEO ၏ရင်ကိုမမျှော်လင့်ပဲပြင်းပြင်းထန်ထန်ထိမှန်သွားပြီးသူ၏မျက်လုံးများတွင်နာကျင်မှုရိပ်များဖြတ်ပြေးသွားသည်အဖိုးအိုသည်လည်းထိုစကားကိုကြားလိုက်ရသည်ထိုအခါအဖိုးအိုသည်ကလေးငယ်ကိုပို၍ပင်တဘောကျသွားတော်သည်ထို့နောက်သူ၏ဒေါ်များသည် CEO စီသို့ဦးတည်သွားပြန်သည်အဖိုးအိုက CEO ကိုဒူးထောက်ရန်အမိန့်ပေးလိုက်သည် CEO ၏ရှုပ်ထွေးမှုများသာမရှိကလေးကလေးငယ်မှယခုကဲ့သို့ဒုက္ခခံရမည်မဟုတ်ဟုသူကယူဆသည်ထိုအချိန်မှာပင်လက်ထောက်ဖြစ်သူသည်စပွဲအောက်၌ဝှက်နေသောအစီရင်ခံစာကိုနောက်ဆုံးတွင်ရှာတွေ့သွားသည်သူသည်အဖိုးအိုထံသို့အပြေးလွှာသွားကအစီရင်ခံစာကိုဖတ်ကြည့်ရန်တောင်းပန်လေသည်အစီရင်ခံစာကိုမဖွင့်ရသေးမီမှာပင်ဒုတိယအတော်ဖြစ်သူကသူ့ကိုတွန်းထုတ်လိုက်ရာအစီရင်ခံစာမှာအဖိုးအို၏ခြေရင်းသို့လိမ့်သွားတော်သည်ယခုတစ်ချိန်တွင်မူအဖိုးအိုကိုယ်တိုင်အစီရင်ခံစာကိုကောက်ယူလိုက်သည်သူသည်အစီရင်ခံစာကိုဖွင့်ကြည့်တော့မည်အချိန်တွင်ဒုတိယဦးလေးနှင့်အတော်ချစ်သူတို့ကစက်တိုက်ပင်စော်ကားမော်ကားပြောဆိုနေကြဆဲဖြစ်သည်သူတို့က CEO နှင့်ထိုအမျိုးသမီးကိုထပ်မံဆွဆွဲကြသည်အဆောင်ကိုခေါ်ကအမျိုးသမီးနှင့်ကလေးကိုအပြင်သို့ဆွဲထုတ်ခံကြသည် CEO ကသူတို့ကိုတားဆီးရန်ချက်ချင်းရှေ့သို့တိုးလာသည်အခန်းလုံးရုပ်ရုပ်သေးသေးဖြစ်သွားသည်စိတ်အနှောက်အယှက်ဖြစ်သွားသောအဖိုးအိုကအားလုံးကိုညင်ကြဟုအော်ထိလိုက်သည်ထိုအခါမှသာသူသည်အစီရင်ခံစာကိုနောက်ဆုံးတွင်ဖွင့်ကြည့်လိုက်တော်သည်သူသည်ရလက်စာမျက်နှာကိုလှန်ကြည့်လိုက်သည့်စက္ကန့်ပိုင်းတွင်မှသူ၏တကဘာလုံးရက်တန့်သွားတဲ့ကဲ့သို့အံ့အားသင့်ဟသွားလေတော်သည်